ဖုန်းနဲ့ကွန်ပျူတာကိုဝယ်မယ်ဆိုရင်နှစ်ခုတစ်ခုရွေးရဆိုရင်ကဲလူငယ်တွေဘာရွေးလဲဘာဖြစ်လို့ရွေး entertainment အတွက်ရွေးတာ education အတွက်ဆိုရင်ဘုံကကွန်ပျူတာကိုရွေးခိုင်းပါဖုန်းနဲ့ကြီးပွားလို့မလွယ်ဘူးလေဆိုတော့ကွန်ပျူတာရှိလို့ကွန်ပျူတာတဲ့နေပညာတွေတက်ရင်ဖုန်းနဲ့ကွန်ပျူတာတခြားစီအလုပ်လုပ်နိုင်တဲ့စွမ်းရည်ကဘယ်လိုမှဖုန်းတွေ tablet တွေ iPad တွေကကွန်ပျူတာကိုမရှင်းနိုင်ဘူးအဲ့တော့ဖုန်းကိုနည်းနည်းလေးဈေးချိုးတဲ့ဟာလေးကို short ကိုင်းပြီးတော့မဟုတ် good scan hand လေးတော့ကိုင်းပြီးတော့ laptop တစ်လုံးကိုင်မယ်အဲ့တော့အဲ့ laptop ကို video editing လုပ်တဲ့နေရာမှာ content create လုပ်တဲ့နေရာမှာအများကြီးသုံးလို့ရပါဟုတ်လားဒါကြောင့်လိုအပ်တာတက်ပို့ပြီးလိုချင်ပြီးဆိုရင်တော့မနဲ့အကျိုးမြတ်ကိုကြည့်ရတရားရင်အကျိုးမြတ်ပုံပြအဲ့ဒါလို့ဘုံပြောတယ်နော်ပတ်စံနေရဖောတော်နေသုံးရင်တော့သုံးလုံးချင်တော့လုံးဆိုရင်တစ်မျိုးဒါပေမဲ့ဘဝကအဲ့လိုမျိုးတိဆောက်ခဲ့ရတာမဟုတ်ဘူးအောင်မြင်တဲ့သူတွေကအဲ့ဒီတိုင်းတိဆောက်ခဲ့တာမဟုတ်ဘူးဒီဟာကိုသူစနစ်တကျခွဲခြားစေဖြတ်ပြီးတော့ life management ပေါ့လုံနိုင်ခဲ့သူတို့အောင်မြင်ကြအေးအရေးကြီးဆုံးကမြင်သမျှလိုချင်ပြီဆိုတော့အဲ့ဒါသတိထားအဲ့ဒါယူနေပြီမြင်သမျှလိုချင်အကုန်လုံးဒီလိုဖြစ်နေလို့ရပါမလားမရဘူးเนาะအဲ့တော့မြင်သမျှလိုချင်နေပြီဆိုရင်တော့ဒါပြဿနာတော်တော်ကြီးပြီမကြခင်ပျက်စီးတော့မယ်ဆိုတဲ့အခြေအနေရောက်ပါပြီ